အားလုံးပဲမင်္ဂလာပါဒီနေ့ကဘာလုံးတဲ့ဘလော့လဲဆိုတော့ဒီနေ့ကားရေးစိမဲ့ဘလော့ပဲဖြစ်ပါတယ်ကားပုံမှန်ဆိုရင်တစ်ပတ်တစ်ခါလောက်ရေးစေးပါတယ်ဟိုကပြင်းပြီးရေးမစေးတာက3ပတ်လောက်ဖြစ်နေပြီဒီနေ့မှပြန်ပြီးကားရေးစေးရမှာနော်ကားရေးစေးလို့ရှိရင်ဆိုင်မှာသွားစေးလေစေးတာမရှိဘူးအဲ့မှာသွားစေးလို့ရှိရင်ကအဲ့လိုပြောင်းနေလို့မခံစားဘူးအဲ့ဒါမလို့ကိုယ်တိုင်စေးတယ်ကိုယ်တိုင်မဲကားကိုကိုယ်တိုင်မဲရေးစေးတယ်အဲ့တော့မှပြောင်းနေတယ်သွားစေးလိုက်ပါဦးမယ်ကားပေါ်မှာရှိတဲ့ဖုန်းကိုလိမ့်ကိုရမှာပါကားဘလောက်တော့ရေးမစေးရကြပြီလေဆိုတော့ရှိမှမှာစပါရေးလို့ရတယ်လားဒီမှာလေစာရီရှောက်ရေးလို့ရဘယ်လိုပဲနင်းနော်ဖုန်းတွေကမဟုတ်ဘူးဘယ်ပင်းကိုအိမ်နေမှာတက်လို့ကားနောက်ကဝိုက်ပါမှာပင်းကိုတက် Hello hi ဒိုးလိုက်တော့မင်းဒိုးလိုက်တော့ကားရေးစီးတော့မှာဘာလို့အဲ့ဒါကြီးလုပ်နေရအောင်မကတော့ဘာမင်းဘာဒါပြရတာဘာဒါကြီးရတာဒါပြတာစီးနေအောင်လာပေးနေတဲ့ပြိတ္တနှစ်ယောက်ရှင်းပြပါရှောင်းကုန်ဟဲ့ဘီနေကောင်းလေးလာကြည့်နေတဲ့ပြိတ္တနှစ်ယောက်ကတော့မှောက်သွားပါပြီကားရည်စီးရောက်လာကြည့်နေမောသွားပြီလားဟုတ်လေရှောင်းရေးဒီကောင်တော့ဒါရှောင်းကုန်ဒါအမဘောကောင် happy အဲ့ကောင်တော့မဆေးတွေလိမ့်ထားတယ်အမွေးတွေကတော့အဲ့လိုဖြစ်နေ happy ရေးကြည့်အောင်ပြင်မန်းဝိုက်ကရှောင်းကုန်ကတော့ကြည့်ရှောင်းကုန်တော့တက်ကြွရှောင်းကုန်လေးရေနဲ့တော့ဆေးပြီးတော့ပါပြီနာနေရေပြန်တုပ်ပြီးတော့တွင်ကန်လေးပါလေးဖုံလေးပါလေးတုပ်ကလေးပါလေးတိုက်လိုက်တော့ပြီးပါပြီကားရေးစီးတောက်လို့ရှိရင်ကောင်မလေးနဲ့ကားပတ်စီမယ်ဒီပေါင်းဟောမှာကောင်မလေးမှမရှိကားဘယ်လောက်တော့ပြောင်းသွားလဲဆိုတော့ကြည့်လိုက်ကဲကားရေးစီလို့ပြီးတော့ပါပြီကားလေးလည်းတော်တော်ပြောင်ပြောင်ဖြစ်သွားပါပြီ
ကားရေးစီးရဲ့ vlog လေးကတော့ဒီလောက်ပါပဲတက်တာပါ